အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ကဒီဗီဒီယိုလေးကိုဘယ်လိုဖန်တီးခဲ့လဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဗီဒီယိုရိုက်ဖို့ဆိုရင်ချက်ချင်းတန်းပြီးတော့ရိုက်လို့မရပါဘူးOkay. ကျွန်တော်တို့ကဗီဒီယိုရိုက်တဲ့အခါမှာချက်ချင်းတန်းပြီးတော့ရိုက်လို့မရပါဘူးပထမဦးဆုံးနေမှာကြိုတင်စီစဉ်ရမယ့် plan တစ်ခုရှိပါတယ်အဲ့ဒါကတော့ကြိုတင်စီစဉ်ချခြင်းပဲဖြစ်ပါတယ်ကြိုတင်စီစဉ်ချခြင်းဟုတ်ပါတယ်ဘလို့ကြိုတင်စီစဉ်ချရလဲဆိုရင်ကျွန်တော်တို့ဘလို့ကတ်လေးတွေရိုက်မယ်ဘလို့ပုံစံလေးတွေရိုက်မယ်ဆိုတဲ့ဟာပဲဖြစ်ပါတယ်နိုင်ငံခြားကားတွေတော်တော်များများကျွန်တော်တို့ဒီ CGI သုံးတဲ့ကားတွေမှာဆိုရင်လေတခုခုမြက်ခင်မှာတို့ကကြိုပြီးတော့ plan ချရမျိုးရှိရပေါ့နော်နားလေလွယ်အောင်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရုပ်ပုံလေးကိုအကျန်းဆွဲပြီးတော့ဒီပုံစံရိုက်မယ်ဆိုပြီးတော့ script ဆွဲတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတော့ script ဆွဲပဲနဲ့ကျွန်တော်ရဲ့ဒီကအရန်ကိုမှအလွန်တရာမှကောင်းလွန်လာတယ် action figure လေးတွေကိုတုံးပြီးတော့ရိုက်ပြသွားမှာဖြစ်ပါတယ်Yes, we're good to go. We're not good. This is the same car that we watched people touch one and explode. This is not smart, Ted. Don't worry. My ceramic polymer coating is just fine. 100% fireproof. All 8 thrusters. 什么去上班啊 Last test run with this load means electron higher. Higher. မကြခင်မှာဒီလိုကြည့်ရမှာဖြစ်ပါတယ်ဒီကမှာတော့စီချာဆိုရစီချာလို့လေဆိုင်စာရှိနေလို့ရှင်းကောချဆူရှမ်းကိုမှလက်ရပြောင်မြောက်လွန်းလာတဲ့ animation beauty တစ်ပုဒ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီလိုဗီဒီယိုအကျဉ်းလေးရသွားတဲ့အခါမှာတော့ဘာတွေရိုက်မလဲဆိုတာကိုစဉ်းစားလို့ရသွားပါပြီအဲ့တော့ကျွန်တော်ရိုက်ကူးဖို့လုပ်ပါတော့တယ်ဒါပေမဲ့ကျွန်တော်ရိုက်ကူးမဲ့နေ့မှာပဲရိုက်ကူးရမယ့်ချင်းခွင်ကမိုးတွေအရန်ရွာပြီးတော့ရွှွန့်ဘွက်တွေနဲ့ရိုက်လို့မရအောင်ပျက်စီးသွားပါတယ်ဒါပေမဲ့ကျွန်တော်ဆွဲမလျှော့ခဲ့ပါဘူးခင်ဗျာဒီရိုက်ခွင်းလေးဖြစ်မြောက်ဖို့အတွက်ကျွန်တော်ကချင်းခွင်ကိုဘယ်လိုပြင်ဆင်ခဲ့လဲဆိုတာတစ်ချက်ကြည့်လိုက်ကြဆိုတော့ဒီနေ့ vlog လေးကတော့ကျွန်တော်မကြခင်မှာဗီဒီယိုလေးတစ်ခုရိုက်ပါရမယ်ဆိုတော့ဒီဗီဒီယိုကတော့ကျွန်တော်တို့ညီမအနုပညာတစ်ခုဖြစ်တဲ့အားကစားအနုပညာပေါ့နော်တစ်ခုဖြစ်တဲ့ကျွန်တော်တို့ချင်းလုံးခတ်တာကိုတာမှမဟုတ်ဘဲနဲ့ကျွန်တော် enemy style နဲ့ရိုက်မှာဖြစ်ပါတယ်ဒီအတွက်ကျွန်တော်တို့ချင်းခွင်းကအရန်ကိုပဲကောင်းတဲ့ချင်းခွင်းတကွင်းဆိုပေမဲ့ရဲခါနီမှာကျွန်တော်မိုးတွေတက်ကုန်ရွာတဲ့အတွက်ကြောင့်မလို့ချင်းခွင်းကပြတ်သွားရပါတော့ဆိုတော့ကျွန်တော်အခုအဲ့ချင်းခွင်းကိုပြန်ကောင်းသွားအောင်ပြင်ဖို့အတွက်တဲသွားတင်နေတာပဲဖြစ်ပါတယ်ဒါအခုဆိုရင်တော့ကျွန်တော်တို့ကဒီဗီဒီယိုရိုက်ဖို့အတွက်ဒီတောကြီးညင်နေရမှာတဲသွားတင်မှာပဲဖြစ်ပါတယ်ဘောင်းနေနဲ့မှတိလိုက်ရတာကျွန်တော်လမ်းတွေကတအားချောပါတယ်ဆိုတော့ကျွန်တော်လိုမျိုးဆောင်းရမ်းကျွမ်းတဲ့သူတွေပဲမောင်းကြပါစိတ်မကောင်းစွာနဲ့ပဲကျွန်တော်ဒီလိုဆိုင်ကယ်နဲ့လာနေတဲ့အချိန်ပါပဲတစ်ပင်ကကျွန်တော်တို့ရဲ့လမ်းမှာပိတ်နေပါတယ်ဆိုတော့ဟိုဘက်ကိုသွားတက်ဖို့အတွက်ကျွန်တော်တို့ခြေကျင်သွားရမှာပဲဖြစ်ပါတယ်ကြည့်အောင်ဗျာဒီအပင်းကြီးကဒီဘက်ကနေဒီဘက်ထိလိုင်းကိုပိတ်ပြီးတော့ပြိုကျနေတာ What ကျွန်တော်တစ်ပင်ပေါ်မှာလမ်းလျှောက်ပြနေတာပဲဖြစ်ပါတယ်တစ်ပင်ကြီးမတန်ကိုပဲကြီးမားလွန်လာကဲဒီအမြင်ကိုကျွန်တော်ခုံချပါတော့မယ်ကြာကဲကျွန်တော်တစ်ပင်ကိုတော့ကြော်လို့ပြီးသွားပါပြီလမ်းနေရတဲ့အားချောပါတယ်ဆိုတော့ဒီနားကနေကျွန်တော်တို့တဲအိမ်လေးအိမ်လောက်တော့ရအောင်တဲဖို့ကျွန်တော်ရည်ရွယ်ထားတယ်တဲသွားတဲမဲ့ချောင်းကြီးပဲဖြစ်ပါတယ်မဆိုကျွန်တော်တို့တဲတဲပေးမဲ့လို့အားပေးသားကြီးပဲဖြစ်ပါတယ်ဆိုတော့တဲတဲဖို့လာနေပါပြီဒီမှာတော့ကျွန်တော်တို့လောအားပေးလာလို့နဲ့စောနဲ့ကျူနေတဲ့တယောက်ပါအဲ့အောင်ဖွန် emotional damn it
ကောင်းငင်ရဆောက်ရမ်းကိုပဲလှပပါတယ်ဒီချိန်မှာချင်းလေးတဲ့ပုံလေးနဲ့ပေါ့ဒါကတော့ကျွန်တော်တို့ချင်းခွင်းပြင်ဖို့လိုအပ်တဲ့သဲတွေကိုတည်သွားနေတာပဲဖြစ်ပါတယ်။ရှမ်းကိုပဲအာတန်ကြပါတယ်။တန်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 ဒါကကျွန်တော်တို့အဲ့ဒီကိုဆိုင်ကယ်ပေါ်တင်มาဖြစ်ပါတယ်။မိုးရင်းကာလာရိတ်ထားတာဆိုလမ်းနေရတအားချောရဲ့အတွက်ကြောင့်မလို့မမအောင်လို့ကျွန်တော်ထိန်းမောင်းနေတာပဲဖြစ်ပါတယ်။ဒါမျိုးကကျွန်တော်တို့လို professional ဆန်တဲ့လူတွေပဲမောင်းလို့ရတာ။အဲ့နောက်မှာတော့ကျွန်တော်တို့ဒီပွက်တီနဲ့ချင်းခွင်ကိုသဲတွေနဲ့အကုန်လိုက်ပြီးတော့ဖုံးလိုက်ပါတယ်ခင်ဗျာဒီလိုတဲလေးတွေအုပ်လိုက်တဲ့အချိန်မှာတော့ဒီချင်းခွင်းလေးကကျွန်တော်တို့ရိုက်လို့ရတဲ့အနေအထားတစ်ခုထိတော့ကျွန်တော်တို့ဖြစ်သွားပါတယ်ခင်ဗျာအဲ့နောက်မှာတော့တကယ်ရိုက်ကူရေးစပါပြီလောလောဆယ်တော့ဘာကြီးလုပ်နေတာလဲပေါ့ဒါပေမဲ့ကျွန်တော်ရဲ့ edit အပြီးမှာတော့ Good job ဆိုတော့ပထမကတ်ကတော့ပြီးတော့ပါပြီအဲ့နောက်မှာတော့ကျွန်တော်ဒုတိယမြောက်ကတ်ကိုဆက်ပြီးတော့လုပ်ပါတယ်ရိုက်ချဟုတ်ကဲ့ဒါကတော့ဒုတိယမြောက်ကတ်လေးပါကျွန်တော်ဒုတိယမြောက်ကတ်အတွက်ရက်ကူရေးလေးပြီးတဲ့နောက်မှာတော့ကျွန်တော် edit ဆက်ပါတယ်အားလုံးပဲမြင်ကြတဲ့အတိုင်းပဲကျွန်တော်ကလေယာတွေတထားပြီးတစ်ချက်နဲ့လုပ်လိုက်တာကျွန်တော်တို့ဒုတိယမြောက်ကတ်လေးလည်းပြီးသွားခဲ့တယ်ဒါပေမဲ့အားလုံးသတိထားမိကြလားမသိဘူးကျွန်တော်အမှလဲနေတဲ့ချင်းလုံးလေးပါတယ်အဲ့ချင်းလုံးကအစ်စ်မဟုတ်ပါဘူးဆိုတော့အဲ့ချင်းလုံးလေးဘယ်လိုလုပ်ခဲ့လဲဆိုတော့ကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်အမှန်ကြီးတော့ချင်းလုံးအစ်စ်ကိုကြိုးလေးနဲ့ချီပြီးတော့အဲ့လိုလေးလှည့်ပြီးတော့ကျွန်တော်ကဗီဒီယိုရိုက်ကူးခဲ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုရိုက်ဖို့အတွက်မေ့သွားခဲ့ပါတယ်နောက်ပြီးတော့ကျွန်တော်ကလည်းအခုရန်ကုန်ရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချင်းလုံးရွာပြန်ပြီးတော့ရိုက်လို့မရပါဘူးအဲ့အတွက်ကြောင့်မလို့ကျွန်တော်မှချင်းလုံးပြဿနာတက်နေပါတယ်နောက်ပြီးတော့ရန်ကုန်မှာလည်းချင်းလုံးကိုဘယ်နေရာမှာလိုက်ဝယ်ရမလဲဆိုတော့ကျွန်တော်လည်းတိတ်မသိတာနဲ့ကျွန်တော်စဉ်းစားလိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်လိုမျိုး 3D သမားတယောက်အနေနဲ့ချင်းလုံးတစ်လုံး 3D ဒီဇိုင်းဆွဲဖို့ဆိုတာရန်ကိုပဲလွယ်လွန်းလာပါတယ်ချင်းလုံး3ဒီဇိုင်းဆွဲတာရန်ခက်တာပဲဒီရောက်ကူညီကြပါဦးဘယ်အနေစဆွဲရမှာလဲဆိုတော့ကျွန်တော်ဒီချင်းလုံး 3D ဆွဲဖို့တော်တော်လေးကိုစဉ်းစားလိုက်ရပါတယ်ကျွန်တော်3ရက်လောက်ထိထိုင်ပြီးတော့စဉ်းစားခဲ့တယ်ကျွန်တော်ဘယ်နာကနေစပြီးတော့ဘယ်လိုလုပ်မလဲဘာဖြစ်လို့ဆိုတော့ तू က channel 3D နဲ့မတူပါဘူးအရန်အောင်မှရှုပ်ရှက်ခိုက်ပါဆိုတော့ကျွန်တော် online ပေါ်မှာ research တွေလုပ်တယ်ကျွန်တော်ချင်းလုံးရက်တဲ့ပုံစံတွေကိုကျွန်တော်သေချာလစ်လာပြီးသွားတဲ့နောက်မှာတော့တာဒါချင်းလုံး 3D ရပါပြီဆိုတော့ဒီလောက်ရှုပ်ရှက်ခတ်တဲ့ချင်းလုံးကို 3D design ဆွဲနိုင်နေကျွန်တော်ကဆရာကြီးပဲပေါ့Huh?ဆိုတော့ကျွန်တော်အဲ့ဒီလိုချင်းလုံးကို3ရက်လောက် 3D design ဆွဲပြီးသွားတော့နောက်နေ့မနေ့မှာကျွန်တော်မုတ်ဝဲထွက်တော့အားတွေ့တယ်ဆိုတာပြကျွန်တော်နေတဲ့တိုက်အောင်မှာချင်းလုံးရောက်နေဆိုင်ရှိနေတယ်3ရက်လောက်အချိန်ကုန်သွားပြီအဲ့ဒီနောက်မှာတော့ဂျန်တဲ့ကလေးတွေကိုလည်းကျွန်တော်တို့ chroma လေးတွေနဲ့ဒီလိုလေးတွေရိုက်လိုက်ပါတယ်ကဲအေးဟုတ်ပြီရိုက်ချလိုက်ရက်လေးမရက်ခေါင်း
เคစပင်းနေနေပါလေโอเคအော်ဒီမဟုတ်ပြန်တော့အဲ့ကျိုးပါလို့ကျိုးတလိုက်ဟုတ်ရကျိုးအစိမ့်မပေါ့ဗျာโอเคအဲ့ဒါနော်အဲ့ဒါကောင်းဟောငါမျက်နှာပဲနော်ဒီကခါတာနော်ချစ်တဲ့ကြိုက်နေပြီချစ်တဲ့ကြိုက်နေပြီโอ้အဲ့ဒီနောက်မှာတော့ကျွန်တော်ရဲ့ညီလေးကို 1V တဲကလူဖီက6ကိုရှည်ပြီးတော့ချင်းလုံးကိုကန်သွားတဲ့ပုံစံလုပ်မှာဖြစ်ပါတယ်ဆိုတော့ကြည့်လိုက်ကြရအောင်အဲ့ဒီနောက်မှာတော့ကျွန်တော်ကနာရူတိုရဲ့စွမ်းအားနှမျိုးသုံးပြမှာပဲဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ကျွန်တော်သုံးမဲ့စွမ်းအားကတော့ဆူမိုနီချက်စုပဲဖြစ်ပါတယ်ဒီလောက်တည်းဖားတော့မဟုတ်ဘူးဗျာဆိုကြည့်လိုက်အောင်ဆူမိုနီချက်စုသုံးပြီးသွားတဲ့နောက်မှာတော့ကျွန်တော်ဒုတိယအနေနဲ့သုံးမဲ့စွမ်းအားကတော့နာရူတိုရဲ့မဖြစ်မနေကိုစားပြီးဖြစ်တဲ့ရှယ်ရူကလုံးချက်စုဒါအားလုံးပြီးသွားတဲ့နောက်မှာတော့ကျွန်တော်ရဲ့ final video လေးကိုတစ်ချက်ကြည့်လိုက်ကြရအောင်တွန်း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 Dun 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 bum 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 နောက်ထပ်ဒီလိုမျိုးဗီဒီယိုလေးကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို subscribe